ကျမတို့မူကြပါစားခင်ဗျာ2025ခုနှစ်မတ်လ9ရက်နေ့ရဲ့တနစ်တာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဝင်းရမှာစိတ်ဖြူကပါစာ22ကနေပြန်တက်လာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတက်ရဲ့စက်တက်လေထီး2စီးကို 5-5 တနက်နဲ့ပြစ်ချမှုမှာလေထီးမောင်းသူကြည်ထိမှန်ဒဏ်ရာရသွားတယ်လို့သိရပါတယ်နျူကလ িয়ার ဓာတ်အားပေးစက်ရုံတိစောက်ဖို့ရုရှားနဲ့မြန်မာသဘောတူလက်မှတ်ရေးထိုးတယ်လို့ဆိုပါတယ်ခင်ဗျာအေအေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူမျိုးကိုတရုတ်လက်နက်ကင်ကျေးစားတပ်တွေရောက်လာတယ်လို့သိရပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား29ဦးထိုင်းနိုင်ငံကချနဘူရီမှာဖမ်းဆီးခံရပါတယ်။ဘောလခဲမြို့နယ်မှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်တွေထိုးစစ်ဆင်လာတဲ့အတွက်မော်ချီဒေသလမ်းပိုင်းကိုဖျက်ဆီးသွားလာတာတွေမပြုဖို့ IEC ကအတည်ပြုထားပါတယ်ခင်ဗျာ။ရေလက်ကျုံးဒေသကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေဟာပြည်သူ9ဦးကိုတပ်ဖြတ်ပြီးမြေစွန်းတော်ရွာကိုရလုံးကျွတ်နီးပါးမိရှို့ဖျက်ဆီးသွားကြပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့တနေ့တာရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းစိတ်ဖြူမြို့နယ်အမှတ်22ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ22ကတက်လာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတက်ရဲ့စက်တက်လေထီး2စီးကို .5 နဲ့ပြစ်ခတ်တိုက်ခိုက်ရမှာလေထီးမောင်းတဲ့သူကြည်ထိမှန်ဒဏ်ရာရပြီးဒဏ်ရာပြင်းထန်တယ်လို့မြိုင်ပကဖကတာဝန်ရှိသူကပြောပါတယ်မတ်လ9ရက်ဒီကနေ့မနက်9:00နာရီခွဲအချိန်လောက်မှာစိတ်ဖြူမြို့နယ်ကပ္ပစ22ကနေတက်လာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့စက်တက်လေထီး2စီးကိုမြိုင်ပေါက်ပကဖစုဖွဲ့မှုတပ်ဖွဲ့တွေက .5 တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါအဲဒီတိုက်ခိုက်မှုအတွင်းမှာစက်တက်လေထီးမောင်းနေနေတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတအူပေါင်မာကြည်ထိမှန်ပြီးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်ထိခိုက်ဒဏ်ရာဟာပြင်းထန်တဲ့အတွက်ကြောင့်ဖြတ်တောက်ရမယ်လို့အတွင်းသတင်းတွေအရသိရတယ်လို့မြိုင်ပကဖကပြောပါတယ်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်စက်တက်လေထီးတစ်စီးဟာဆက်လက်တွေနဲ့ပြန်လည်ပြစ်ခတ်ပြီးကြံတစ်စီးကတော့ကင်းထောက်တဲ့ပုံစံနဲ့ပြန်ဝဲပြီးဆက်လက်ပြန်တန်းတာမရှိတော့ဘဲကပါစာ20အတွင်းကိုပြန်လည်ဆင်းသက်သွားကြောင်းသိရပါတယ်ခင်ဗျာပြည်သူတွေအနေနဲ့လည်းဂျမတ်ဆရှုံးကောင်စီရဲ့အန်ရပေးနိုင်တဲ့လေကြောင်းအန်ရကိုအတိတ်သတိရှိကြဖို့မြိုင်ပကဖကအတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာနျူကလ িয়ার ဓာတ်အားပေးစက်ရုံတိစောက်ဖို့မြန်မာနဲ့ရုရှားသဘောတူညီတယ်လို့သိရပါတယ်ဒီသတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့ရုရှားသမ္မတဗလာဒီမီယာပူတင်တို့တွေ့ဆုံချိန်မှာမြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার ဓာတ်အားပေးစက်ရုံတိစောက်ဖို့အတွက်ပညာရေးဆိုင်ရာအည်သွေးအကောက်ခွန်စတဲ့အခြေခံမူတွေပါဝင်တဲ့နှစ်နိုင်ငံသဘောတူညီချက်စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်တယ်လို့သိရပါတယ်မတ်လ4ရက်ကတွေ့ဆုံမှုမှာနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဆောင်ရွက်မယ်လို့ပြောခဲ့ကြပြီးသဘောတူညီချက်10ခုအထိလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ဒီကနေ့မတ်လ9ရက်ထုတ်သတင်းစာမှာဖော်ပြထားကြပါတယ်ဒါအပြင်ဝန်ကြီးဌာနအလိုက်လဲနားလည်မှုစာချုပ်လာတွေလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီထဲမှာနျူကလ িয়ার စွမ်းအင်ကိုငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုဖို့အတွက်နျူကလ িয়ার နဲ့ဓာတ်ရောင်ကြီးဘေးအန္တရာယ်ကင်းရှင်းရေးစီးမြင့်ဥပဒေနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ဖို့စီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ဖို့အပါအဝင်ပြင်ပအာကာသစူးစမ်းလေ့လာရေးအတွက်ပါနားလည်မှုစာချုပ်လွှာရေးထိုးခဲ့ကြတယ်လို့ဆိုပါတယ်ဒါပြင်နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေမြင့်တင်ရေးနဲ့အကာအကွယ်ပေးဆိုင်ရာသဘောတူညီချက်စာချုပ်မူကြမ်းနဲ့ပတ်သက်ပြီးလဲဆွေးနွေးအောင်မြင်ခဲ့တယ်လို့ပြောပါတယ်ခင်ဗျာပြည်တွင်းနိုင်ငံရေးအခြေအနေကနေပြန်လည်ထူထောင်ရေးအပြင်တိုင်းသားမျိုးနွယ်တွေနဲ့ဆွေးနွေးရေးကိုလည်းမြင့်တင်ဆောင်ရွက်ပေးမယ်လို့ရုရှားသမ္မတပူတင်ကပြောတယ်လို့သိရပါတယ်ရုရှားနိုင်ငံအကူအညီနဲ့မြန်မာနိုင်ငံမှာဂျိုဒုကရရှိထားတဲ့အချက်လက်တွေလေ့လာရေးစင်တာကိုဖွဲ့စည်းထားသလိုမနေ့2024ခုနှစ်အတွင်းကုန်သွယ်ရေးမှာလည်း40%အထိမြင့်တက်ခဲ့တယ်လို့သမ္မတပူတင်ကထည့်ပြီးတော့ပြောခဲ့ပါတယ်ဒါဟာမနှစ်တစ်နှစ်တာအတွင်းမှာအမေရိကန်ဒေါ်လာ2ဘီလီယံနီးပါးကုန်သွယ်ခဲ့ကြတာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်လက်နက်ကင်ကျေးစားတပ်တွေစစ်ရှုံးကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာရောက်ရှိလာပါတယ်ခင်ဗျာပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်မနက်မှာရန်ကုန်လေဆိပ်ကနေတဆင့်ကြောက်ဖြူမြို့ကိုစစ်ရှုံးကောင်စီကတရုတ်လုံခြုံရေးကျေးစားစစ်သား25ယောက်ပို့ဆောင်ခဲ့တယ်လို့စစ်ရှုံးကောင်စီနဲ့နှီးစပ်သူတွေကပြောဆိုကြသလိုဒေသခံတွေကလည်းအတည်ပြုကြပါတယ်ခင်ဗျာစစ်တပ်နဲ့နှီးစပ်သူတယောက်ပြောပြတာကကြောက်ဖြူကိုလေရင်နဲ့တရုတ်စစ်သားလို့ပြောတာပဲလုံခြုံရေးသမား25ယောက်ပို့လိုက်ပါတယ်ရန်ကုန်လေဆိပ်ကနေ8နာရီ flight နဲ့ပါသွားတယ် gas pipeline လုံခြုံရေးအတွက်လို့ပြောပါတယ်လို့သူကပြောပါတယ်ခင်ဗျာဖေဖော်ဝါရီ18ရက်မှာစစ်ရှုံးကောင်စီကနိုင်ငံသားတွေကိုလုံခြုံရေးဝန်ထမ်းအဖြစ်ခန့်အပ်နိုင်တယ်ဆိုတဲ့လက်နက်ကင်ဆောင်ခွင့်မှာပါတဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေသစ်ကိုပြဋ္ဌာန်းပေးခဲ့ပါတယ်ပြည်ပကအဖြစ်များတဲ့တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI နေအခြေစိုက်တဲ့ဒေသတွေမှာတော့
တရုတ်နိုင်ငံရဲ့နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုနဲ့တရုတ်နိုင်ငံသားတွေကိုအကာအကွယ်ပေးဖို့အတွက်တရုတ်က PSC Private Security Company တွေကိုအသုံးပြုလေရှိပါတယ်။ပြည်ပခါတွေဖြစ်နေတဲ့မြန်မာနိုင်ငံမှာသူတို့ရဲ့လုံခြုံရေးနည်းပညာတွေကိုအသုံးပြုပြီး electronic ကင်းထောက်စနစ်တွေတက်ဆင်လာနိုင်တာကြောင့်စစ်ချုံးကောင်စီကပြည်သူတွေအပေါ်မှာဖိနှိပ်ချုပ်ချယ်မှုတွေပိုပြင်းထန်လာနိုင်တယ်လို့တရုတ်လုံခြုံရေးကုမ္ပဏီတွေနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဆိုင်ရာအကဲခတ်အန်တိုနီယိုဂရစ်ဖိုကပြောပါတယ်ခင်ဗျာ။တစ်ဖက်မှာလည်းအခုလိုကြောက်ဖြူမြို့မှာတရုတ်လုံခြုံရေးကျေးစားစစ်သားတွေရောက်ရှိနေတာဟာတရုတ်နိုင်ငံပိုင်စီမံကိန်းတွေကိုကာကွယ်ဖို့ဖြစ်တယ်လို့တရုတ်ရေးကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်တွေရှိနေပါတယ်။တရုတ်ရေးကျွမ်းကျင်သူတယောက်ပြောပြတာကတရုတ်ဆိုရကသူ့ရဲ့ပုံရိပ်ကိုအထူးသဖြင့် BRI လိုစီမံကိန်းတွေရှိနေတဲ့နေရာမှာထိမ့်သိမ်းကျင်တာဖြစ်လို့တရုတ် PSC တွေကိုစစ်တပ်အသွင်တခြားအစိုးရတရက်ကိုကူပြီးတော့တိုက်ပေးတဲ့နေရာမှာအားပေးဖို့ဖြစ်နိုင်နေပါတယ်။သူ့အနေနဲ့ရည်ရွယ်တာကစစ်ကောင်စီကဆက်လက်ထိန်းချုပ်ဆဲဖြစ်တဲ့နေရာတွေကတရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေကိုလုံခြုံရေးအတွက်လို့ရည်ရွယ်တာလို့ယူဆရပါတယ်လို့ပြောပါတယ်ခင်ဗျာ။ PNC ကတော့စီရေးဆိုင်ရာကိစ္စတွေပြည်ပခါတွေမှာဓာတ်ရိုက်ပါဝင်တဲ့တိုက်ခိုက်ရေးဆိုင်ရာဝန်ဆောင်မှုပေးတာဖြစ်ပြီး PSC ကတော့စီးပွားရေးနဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်အခြေခံအဆောက်အုံလုံခြုံရေးဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာတွေကိုအကာအကွယ်ပေးတာတွေဖြစ်ပါတယ်။နိုင်ငံတော်များများမှာနိုင်ငံသားတွေကိုလက်နက်ကင်ဆောင်ခွင့်မပြုတဲ့အတွက်တရုတ်က PSC တွေအနေနဲ့လက်နက်ကင်ဆောင်ခွင့်မရှိပေမဲ့မြန်မာနိုင်ငံမှာတော့စစ်ရှုံးကောင်စီရဲ့ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဥပဒေအသစ်အရလက်နက်ကင်ဆောင်ခွင့်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ထိုင်းနိုင်ငံတွေကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေထပ်ပြီးတော့အဖမ်းခံရပြန်ပါတယ်ဒီသတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာ။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား29ဦးထိုင်းနိုင်ငံကက်ချနဘူရီမှာဖမ်းဆီးခံခဲ့ရကြောင်းထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနတွေကဖော်ပြပါတယ်။သူတို့ဟာဖျားသုံးစုကတဆင့်ထိုင်းနိုင်ငံတွင်းကိုဝင်ရောက်လာခြင်းသတင်းပေးတိုင်ကြားမှုကြောင့်ကက်ချနဘူရီတောအုပ်တနေရာမှာထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေမှာအသက်18နှစ်ကနေအသက်40နှစ်အတွင်းလူငယ်တွေဖြစ်ကြပြီးမတ်လ4ရက်နေ့မှာထိုင်းနိုင်ငံတွင်းကိုတရားမဝင်လမ်းကြောင်းကတဆင့်ဝင်ရောက်လာတဲ့အချိန်မှာဖမ်းဆီးခံရတာပါ။အခုရက်ပိုင်းတွင်းမှာထိုင်းမြန်မာနယ်စပ်ဘက်ကိုထွက်ခွာလာကြတဲ့လူငယ်တွေထဲမှာမြို့သမီးငယ်အရေးအတွက်တိတိတသာတိုးတက်များပြားနေပြီးထိုင်းနိုင်ငံကတဆင့်မလေးရှားနိုင်ငံကိုတရားမဝင်လမ်းကြောင်းတွေကတွားရောက်သူတွေလည်းရှိနေပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်စန်ခလဘူရီခရိုင်တွင်းမှာတရားမဝင်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသား49ဦးကိုတပ်ဆိုင်ရာအာဏာပိုင်တွေကဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းကဖော်ပြပါတယ်။သူတို့အားလုံးမှာတပ်တေကန်စာရွက်စာတမ်းမတွေ့ရှိခဲ့ရဘဲစစ်စေးရေးဂိတ်တွေကိုကြော်ဖြတ်ဖို့အတွက်ပွဲစားကတအုပ်ကိုဗတ်1000ခွဲပေးဆောင်ခဲ့ရကြောင်းအာဏာပိုင်တွေကစစ်ဆေးချက်မှာထွက်ဆိုချက်အရသိရပါတယ်။ဖမ်းဆီးခံရတဲ့ထဲမှာမြို့သား36ဦးနဲ့မြို့သမီး73ဦးပါဝင်ပြီးသူတို့အားလုံးကိုတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့တရားစွဲဆိုနိုင်မှုအတွက်စန်ခလဘူရီရဲစခန်းမှာထိန်းသိမ်းထားတယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံတွင်းမှာစစ်ရှုံးကောင်စီကစစ်မှုထမ်းခိုင်းမှုအတွက်လူငယ်တွေကိုအာဓမ္မပေါ်တာဆွဲဖမ်းဆီးမှုတွေတောက်လျှောက်လှုပ်ဆောင်နေပြီးတရားမဝင်နီလန်မလေးရှားထိုင်းတရုတ်နိုင်ငံကိုတွားရောက်တဲ့အချိန်အကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းပုတ်အနေနဲ့ဂရင်းနီပြည်နယ်ဘော်လခဲမြို့နယ်မှာစစ်ရှုံးကောင်စီတပ်တွေပြန်လည်ထိုးစစ်ဆင်လာကြောင်းဂရင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကသတိပေးထုတ်ပြန်ထားပါတယ်စစ်ရှုံးကောင်စီတပ်တွေတံပြန်ထိုးစစ်ဆင်လာတဲ့အတွက်ပြည်သူလူထုရဲ့လုံခြုံရေးကိုရှေ့ရှုကာမော်ချီဒေတာကိုကုန်စီကူးတန်းရောင်းဝယ်သွားလာနေတဲ့မော်တော်ယာဉ်တိုင်ငယ်တွေမနေ့ကမတ်လ4ရက်ကစပြီးဖြတ်တန်းသွားလာတာတွေမပြုဖို့တားမြစ်ထားတာလည်းဖြစ်ပါတယ်။ညွှန်ကြားစာအတိုင်းပဲလက်ရှိအခြေအနေကစီးရေးတင်းမာမှုကြောင့်ပဲဖြစ်ပါတယ်လို့ IEC တွဲဖက်အတွင်းရေးမှူးဥပညာကပြောပါတယ်ခင်ဗျာ။လက်ရှိဘော်လခဲမြို့ရဲ့တံပြန်ထိုးစစ်တွင်မှာစစ်ရှုံးကောင်စီကသူတို့အာရမစုဆောင်းထားတဲ့တပ်သားတစ်တွေကိုအသုံးပြုထားကြောင်းလဲဂရင်းနီစစ်ဘက်သတင်းအမြစ်ကပြောပါတယ်ခင်ဗျာ။ဘော်လခဲဘက်ကတော့မြေပြင်ထက်လေကြောင်းကနေလူရိတ်ခါကပို့နေတာတွေရှိနေတော့မယ်အထူးသဖြင့်တပ်သားတစ်တွေများတယ်ဒါကြောင့်လည်းပြီးခဲ့တဲ့လပိုင်းတွေမှာတော်လိုင်းအင်အားစုတွေဘက်ကရှေ့တန်းကရောတပ်ထဲကနေပါထွက်ပြေးလာတဲ့သူတွေရှိနေတယ်လို့သူကပြောပါတယ်ခင်ဗျာဘော်လခဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်လာနိုင်ကြောင်းပြီးခဲ့တဲ့လဆန်းပိုင်းကလေးကဂရင်းနီတော်လိုင်းတပ်ပေါင်းစုကထုတ်ပြန်ခဲ့ပါတယ်ဒါကြောင့်မလို့မြို့နယ်လူထုကို10ရက်အတွင်းပြောင်းရွှေ့ကြဖို့နဲ့ရှောင်ရှားတာတွေမပြုတ်ရင်ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲကိစ္စတွေကိုတော်လိုင်းတပ်ပေါင်းစုကဖြေရှင်းပေးမှာမဟုတ်ကြောင်းပြီးခဲ့တဲ့ဖေဖော်ဝါရီ2ရက်နေ့ကလည်းထုတ်ပြန်ထားခဲ့ပါတယ်ခင်ဗျာမကွေးတိုင်းရေစကြိုမြို့နယ်ရေလက်ကျွန်းဒေသကိုစစ်ကြောင်းထုတ်နေတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကပြည်သူ9ဦးကိုတပ်ဖြတ်ပြီးမွေစွန်းတော်ရွာကိုရွာလုံးကျွန်းနီးပါးမိရှုဖျက်ဆီးကဇရက်နေရွာကိုလည်းဆက်လက်မိရှုဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာမတ်လ2ရက်နေ့ကစတင်ပြီးရေစကြိုမြို့ပေါ်ကနေရောက်ရှိလာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေနဲ့ရေလက်ကျွန်းဒေသမှာရှိတဲ့စစ်ကြောင်းတွေပူးပေါင်းကမြေစွန်းတော်ကျေးရွာကိုဝင်ရောက်စီးနင်းပြီးဒီကနေ့မနက်ပိုင်းကစတင်ကပြည်သူပိုင်းနေအိမ်တွေကိုမိရှုနေကြတာပါအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်အင်ချီ400ဝန်းကျင်ရှိတဲ့
မြေစွန်းတော်ရွာဟာရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ပြီးဒါအပြင်အကြမ်းဖက်စစ်ရှုံးကောင်စီတဲ့စစ်ကြောင်းကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနဲ့ကျန်းမာရေးမကောင်းလို့နေအိမ်တွေမှာကြမ်းရှိနေတဲ့သူတွေကိုမိရှို့တပ်ဖြတ်တာတွေကြောင့်ရွာသစ်ကျေးရွာမြေစွန်းတော်ကျေးရွာနဲ့မလကာချန်ကျေးရွာတို့ကအရက်သားပြည်သူ9ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်ခင်ဗျာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေဟာရေလက်ကျွန်းဒေသအတွင်းမှာရှိတဲ့ကျေးရွာတွေမှာဆက်လက်တပ်ဆွဲထားပြီးကင်းမုံများပြားချထားတာကြောင့်မြေပြင်အခြေအနေသေးစိတ်ကိုတော့အတည်ပြုဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်ဒီနေ့စစ်ခွေးတွေဇရက်နီရွာကိုမိဆက်ရှို့နေပါတယ်စစ်ခွေးတွေမိရှို့လို့မြေစွန်းတော်ရွာကတော့တရွာလုံးဒီပါမိရှို့ခံခဲ့ရတယ်ရွာသစ်ကျေးရွာနဲ့မြေစွန်းတော်ကျေးရွာတွေမှာအသက်ခံရတဲ့ပြည်သူတွေရှိတယ်လို့သိရတယ်နောက်ပြီးလက်နက်ကြီးကြောင့်တေတာမိရှို့နေတော့ကျမ်းမာရေးကြောင့်သေဆုံးနေရတာတွေလည်းရှိတယ်လို့ကြားသိနေရပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြပါတယ်ခင်ဗျာရုရှားသမ္မတဗလာဒီမာပူတင်နဲ့မင်းအောင်လှိုင်တို့ကြားမဟာမိတ်ဆက်ဆံရေးတည်ဆောက်နိုင်မယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကဗုဒ္ဓမြတ်စွာဘုရားကဗျာဒိတ်တော်ပေးခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်ရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်ဆောင်ကမတ်လ4ရက်မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံတဲ့အချိန်မှာအခုလိုပြောလိုက်တာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်ဆောင်ကလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်1938ခုနှစ်မြန်မာဘာသာနဲ့ပုံနှိပ်ခဲ့တဲ့ဦးအောင်စေရအထုပ်ပတ်တိစာအုပ်ပါရေးသားချက်ကိုကိုးကားပြီးတော့ပြောဆိုခဲ့တာဖြစ်ပြီးအဲ့ဒီစာအုပ်ကိုလည်းပူတင်ကိုလက်ဆောင်ပေးခဲ့ပါတယ်စာအုပ်ထဲမှာစင်ကြေးကြွက်ကြီးလေးကောင်ဟာနောက်ခါမှလူဖြစ်ရင်မင်းတို့မင်းအင်္ဂလိပ်မင်းရုရှားမင်းလောင်မီဒီယာဖြစ်ကြမယ်ဆိုတဲ့အချက်ကိုကိုးကားပြီးရုရှားသမ္မတပူတင်ကိုကြွက်မင်းနဲ့လည်းခိုင်းနိုင်ခဲ့ပါသေးတယ်စစ်ကောင်ဆောင်ကဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်ကတောမအမည်ရှိတဲ့ကြွက်မင်းကမြေစီဥတွေကိုတူးပြီးဘုရားရှင်ကိုစက္ကပ်လူတန်းတဲ့အခါမှာဘုရားရှင်ကပြုံးတော်မူခဲ့ပါတယ်ပြုံးတော်မူတဲ့အကြောင်းကိုပြန်ပြောတဲ့အခါမှာတောမကြွက်မင်းကဗုဒ္ဓသာသနာ2000နှစ်ကျော်လာတဲ့အခါတိုးဆောင်12မျိုးနဲ့ရုရှားလူမျိုးတွေကအေဂရမင်ဖြစ်လာလိမ့်မယ်လို့ပြောပါတယ်လက်နက်တပ်ပညာမှာတစ်ဖက်ကန်းခတ်တက်ပြီးအတုမရှိတဲ့လက်နက်ဝိဇ္ဇာအေဂရမင်တစ်ပါးဖြစ်ပြီးမြန်မာဘရင်မင်းမြတ်နဲ့ချစ်ကြည်ရင်းနှီးတဲ့မဟာမိတ်ဆွေတွေဖြစ်လာလိမ့်မယ်လို့ဗျာဒိတ်စကားပြောခဲ့တယ်လို့ပြောပါတယ်ခင်ဗျာလက်ရှိမှာရုရှားနိုင်ငံဟာလက်နက်နဲ့နည်းပညာမှာကမ္ဘာထိပ်တန်းအဆင့်ကိုရောက်ရှိနေတဲ့အတွက်မြတ်စွာဘုရားရဲ့ဗျာဒိတ်တော်မှာထူးခြားစွာနဲ့တိုက်ဆိုင်နေတာကိုတွေ့ရပြီးတရားတဲ့စစ်အောင်ရမှာဖြစ်ကြောင်းလဲစစ်ကောင်းဆောင်ကထည့်သွင်းပြီးတော့ပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်ဘက်ကသတင်းနဲ့ဆက်ချင်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဒညဝရီရေတပ်ဌာနချုပ်ဝင်းကျင်ကကာကင်းစခန်း၄ခုကိုအရက်ခတက်တော် AA ကမတ်လ3ရက်ကသိမ်းပိုက်လိုက်တယ်လို့ AA ရဲ့စီရေးသတင်းမြစ်ကပြောပါတယ်အဲ့ဒီထက်ကကာကင်းစခန်း3ခုဟာဒညဝရီရေတပ်စခန်းနဲ့တမိုင်အကွာမှာရှိတဲ့စီမော်စိုင်ထုံနဲ့အခြားကာကင်းစခန်းတစ်ခုဖြစ်ပြီးစုခွာသွားတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေဟာဒညဝရီရေတပ်ဌာနချုပ်ကိုပူးပေါင်းသွားတယ်လို့လည်းသိရပါတယ်။ AA ကနောက်ထပ်သိမ်းပိုက်နိုင်တဲ့ကာကင်းတစ်ခုကတော့ကြောက်ဖြူရန်ကုန်လမ်းမပေါ်ရှိတဲ့အမှတ်30နဲ့ရဲတပ်ရင်းရဲ့ကာကင်းစခန်းတွေလို့စီရေးသတင်းမြစ်ကပြောပါတယ်။32ရဲတပ်ရင်းကာကင်းကျသွားပြီဆိုတော့ရဲတပ်ရင်းတွေကိုထိုးစစ်စနေပြီ။အဲ့ဒီတဲကစစ်ကောင်စီတွေကလည်းအရေးကြီးပစ္စည်းတွေကိုရွှေ့ပြီးတပ်ကိုတဖြည်းဖြည်းစုံနေပြီ။အပြီးတော့မစွန့်ခွာသေးပါဘူးလို့ AA စီရေးသတင်းမြစ်ကပြောပါတယ်ခင်ဗျာ။ AA တပ်ဖွဲ့ဝင်တွေကအဲ့ဒီနေရာတွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးပတ်လောက်ကစပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်ရှုံးကောင်စီဘက်ကလည်းပင်လယ်မှာရှိတဲ့စစ်သမောတွေကနေပစ်ခတ်တာဒညဝရီရေတပ်ဌာနချုပ်ကနေလက်နက်ကြီးတွေဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်တာလေကြောင်းကနေဘုံကျဲတာတွေကိုဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။ဒါပြင်စစ်ရှုံးကောင်စီကအရက်ခတက်တော် AA သိမ်းပိုက်ထားတဲ့အမ်းမြို့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘကဌာနချုပ်နေရာစစ်ရှုံးကောင်စီတပ်ရင်းတပ်ဖွဲ့နေရာဟောင်းတွေကိုလေကြောင်းတိုက်ခိုက်တာစစ်တပ်နဲ့ပစ်ခတ်တာတွေကိုမတ်လ3ရက်နေ့နေ့လယ်ပိုင်းမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာတွေဟာ AA သိမ်းပိုက်ပြီးနောက်ပိုင်းမိုင်းရှင်းလင်းထားပြီးတော့ AA တပ်ဖွဲ့ဝင်တွေခြေကုပ်ယူထားတာမရှိတာကြောင့်လူအထိခိုက်တော့မရှိဘူးလို့စီရေးသတင်းမြစ်ကပြောပါတယ်။အရက်ခတက်တော် AA ကရခိုင်ပြည်နယ်ကမြို့ပေါင်း14မြို့နယ်နဲ့ချင်းပြည်နယ်ပလက်ဝကိုသိမ်းပိုက်ထားနိုင်ပြီးရခိုင်ပြည်နယ်ကကြမ်းရှိနေသေးတဲ့စစ်တွေကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်နေတာပါ။ကြောက်ဖြူမြို့နယ်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့စစ်ရှုံးကောင်စီကတော့ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူးခင်ဗျာ။ရှန်ကရီနီနယ်စပ်မိုးပြဲတိုက်ပွဲမှာလည်းအကြမ်းဖက်စစ်ရှုံးကောင်စီတွေအကြဆုံးများပါတယ်။ဒီသတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့တိုက်ပွဲအတွင်းမှာစစ်ရှုံးကောင်စီတပ်ရုပ်အလောင်း12လောင်းနဲ့လက်နက်ခဲယမ်းချုပ်ကိုသိမ်းဆည်းရရှိကြောင်းမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်မတော်မိုးပြဲ PDF ကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။မိုးပြဲလွိုင်ကော်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုစစ်ရှုံးကောင်စီတပ်ဟာအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်ကလေကြောင်းလက်နက်ကြီးဒရုန်းပစ်ကူတွေအစမတန်အသုံးပြုနေတယ်လို့သိရပါတယ်။အဲဒီနောက်မှာဖေဖော်ဝါရီ29ရက်မှာ1001မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာစစ်ရှုံးကောင်စီတပ်နဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်ပွားပြီးနှစ်ဖက်အကြဆုံးတွေရှိခဲ့ပါတယ်။အဲဒီတိုက်ပွဲတွင်မှာစစ်ရှုံးကောင်စီတပ်သားရုပ်အလောင်း12လောင်းနဲ့
လက်နက်ခဲယမ်းချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ကြောင်းထိုးနေတာအင်အား200ဝန်းကျင်လောက်ရှိတယ်မြေပြင်ပေါ့နောက်ချန်တဲ့တက်ဖြည့်ကတော့4နှစ်တက်ထဲထပ်ပြီးတော့ရှိလိမ့်မယ်အခုဒီနေ့သူတို့စစ်ကြောင်းမလှုပ်လာသေးဘူးလို့မိုးပြဲမြေပြင်မှာရှိတဲ့တော်လှန်ရေးရဲဘော်တအုပ်ကပြောပါတယ်ခင်ဗျာလက်ရှိချိန်နေရမိုးပြဲမြို့ကိုပူပေါင်းတက်ကနေပြီးတော့ထင်းချုပ်ထားဆဲဖြစ်ပြီးတိုက်ပွဲကြာလာတဲ့မြစီးရဲလိုအပ်ချက်တွေရှိလာတဲ့အတွက်ပြည်သူတွေရဲ့ကူညီမှုလိုအပ်နေတယ်လို့လည်းမြစ်တာရက်ခံထားပါတယ်အခုနှစ်စပိုင်းကစပြီးမိုးပြဲမြို့ကိုပြန်လည်ထင်းချုပ်ဖို့စစ်ရှုံးကောင်စီကမြို့ရဲ့2မိုင်ကျော်အကွာဝေးနဲ့မြောက်ဘက်ချမ်းမှာရှိနေတဲ့ချင်းမြန်တရင်ခမရ4နှစ်တက်ထဲကိုအင်အား300ထက်မနည်းဖြည့်တင်းကစစ်ကြောင်းမကြာခဏထိုးခဲ့ပြီးဖေဖော်ဝါရီလနောက်ဆုံးပတ်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတာလို့သိရပါတယ်ခင်ဗျာရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်ရဲ့ဝင်ပေါက်ဖက်ပေါက်ဖြစ်တဲ့မိုးပြဲမြို့ဟာနှစ်ဖက်တပ်တွေအတွက်စီးရေးအရေးပါတဲ့နေမြေတွေဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့အပေါင်းပါအချို့ကိုထိုင်းနိုင်ငံအထူးမူကင်းစုံစမ်းရေးတပ်ဖွဲ့ DSI ကဖမ်းရထုတ်ဖို့ထိုင်းရှစ်နေချုပ်ရုံးကိုအမှုတွဲတွေပေးပို့လိုက်ပြီလို့ထိုင်းသတင်းတွေမှာဖော်ပြနေကြပါတယ်အမှုတွဲတွေကိုဖေဖော်ဝါရီလ3ရက်နေ့ကပေးပို့ခဲ့တာဖြစ်ပြီးအဓိကအဖြစ်ပြည်တွင်းနဲ့ပြည်ပလူကုန်ကူးမှုတွေနဲ့ပတ်သက်နေလို့ဖြစ်တဲ့တပ်တွေထောက်ထားခိုင်လုံတာကြောင့်ရှစ်နေချုပ်ရုံးကိုပေးပို့ထားတယ်စောချစ်သူနဲ့တကွာအပေါင်းပါ10ယောက်လောက်ပါဝင်ပြီးထိုင်းလူမျိုးလည်းပါဝင်တယ်အသေးစိတ်ကိုတော့ပြောလို့မရသေးဘူးဘယ်သူဖြစ်ဖြစ်ဘယ်ဟာသူဖြစ်ဖြစ်ဗလိုက်မှုမရှိဘဲအရေးယူမှာဖြစ်တယ်လို့ DSI လက်အောက်ခံလူကုန်ကူးမှုတားဆီးတပ်ဖြတ်ရေးတပ်ဖွဲ့ညွှန်ကြားရေးမှူးရဲမှူးစီရီဝစ်ကဆန်ဆက်ကပြောပါတယ်ခင်ဗျာဒီမတိုင်ခင်မှာတော့ BGF ခေါင်းဆောင်စောချစ်သူအပြင်ဒုဗိုလ်မှူးကြီးမုတ်တုံနဲ့ဗိုလ်မှူးတင်ဝင်းတို့ပါဝင်ကြောင်းသူတို့ဟာအိန္ဒိယနိုင်ငံသား9ယောက်မြောက်ရီကြားဖြတ်ကိုင်းမှာလူကုန်ကူးခံရတာနဲ့ပတ်သက်တဲ့အချက်လက်တွေတွေ့ရှိတယ်လို့ DSI တာဝန်ရှိသူကသတင်းထောက်တွေကိုပြောခဲ့ပူပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းတောင်သာမြို့နယ်နတ်ဆောင်ကျေးရွာမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ဒေသခံ6ဦးသေဆုံးပြီးနေအိမ်30နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံစီကနေသိရပါတယ်။မတ်လ4ရက်နေ့ည10:00နာရီခွဲချိန်လောက်မှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေဘက်က Jet Fighter တစ်စီးနဲ့နတ်ဆောင်ကျေးရွာတွေကိုဘုံတစ်လုံးကျဲချခဲ့ရမှာလူနေအိမ်တွေကြားမှာကြားရောက်ပေါက်ကွဲခဲ့တာပါခင်ဗျာ။ချတာကတစ်လုံးနဲ့မိသားစုတစုစုအိမ်မော်တက်တယ်ကြတာလားမသိဘူးဘော်ဒီကိုမရဘူး။အယွန်းစုပဲရတော့တန်မုံနဲ့ထည့်ထားရတယ်။မနဲ့လေးမှကောက်ရတာဆိုတော့တကြလုံးလောင်ကျွမ်းထားတဲ့အခြေအနေကြောင့်လားမသိဘူးလို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ဘုံကျက်ခံရလို့အသက်80ကျော်ရွယ်ဦးညွန့်ရီအသက်73နှစ်ရွယ်ယောက်ျားလေး2ဦးအသက်40ဝန်းကျင်ရှိအမျိုးသမီး4ဦးစုစုပေါင်း6ဦးသေဆုံးသွားရတာပါခင်ဗျာ။အဲ့ဒီထက်မှာ73နှစ်ရွယ်ယောက်ျားလေး2ဦးနဲ့အမျိုးသမီး4ဦးကတမိသားစုဝင်တွေဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်နေအိမ်30နီးပါးမီးလောင်ကျွမ်းခဲ့ကမတ်လ9ရက်နေ့ဒီကနေ့မနက်ပိုင်းအထိဒေသခံတွေကမီးငိမ့်တက်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ6ရက်ညနေ3နာရီကျော်ခန့်လောက်မှာညောင်ချောင်းကျေးရွာကိုစစ်ရှုံးကောင်စီတပ်ကဝိုင်တွဲလေရင်နဲ့ကင်းထောက်ပြီးတဲ့နောက် Jet Fighter နဲ့ဘုံနှလုံးကျဲချခဲ့ရမှာနေအိမ်9လုံးပျက်စီးခဲ့ပါသေးတယ်ခင်ဗျာစကိုင်းတိုင်းကပ်ဘလူမြို့နယ်ဇီးကုန်းမြို့ဇီးကုန်းမလဲလမ်းပိုင်းမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ဖောကားကိုကပ်ဘလူခရိုင်တပ်ရင်း၄ကမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တက်ချက်2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်မတ်လ3ရက်နေ့မနက်ပိုင်းမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်20လောက်လိုက်ပါလာတဲ့ကား2စီးဟာဇီးကုန်းတကြားဆက်ကနေထွက်လာခဲ့တာဖြစ်ပြီးအဲ့ဒီ2စီးတွေကကြံမြင်နဲ့ကြောက်တိုင်တွေတည်လာတဲ့ဖောကားကိုမိုင်းရှင်းလုံးဆွဲကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခေါင်းကန်းထဲမှာလိုက်ခဲ့တဲ့တက်ချက်ကြီးကတော့တန်းပြီးတော့တည်သွားတယ်မိုင်းဆွဲခြင်းမှာနောက်မှာပါတဲ့ကောင်တွေကတော့ဒဏ်ရာရပေါ့ကားကတော့အဲ့နေရာမှာပဲပျက်စီးသွားတာလို့တပ်ဖွဲ့နဲ့နီးစပ်သူတူကပြောပါတယ်ခင်ဗျာမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာတက်ချက်တူသေဆုံးကဒဏ်ရာရတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ကြန့်ရှိနေတဲ့ကားတစ်စီးနဲ့တင်ဆောင်ပြီးဇီးကုန်းတကြားဆက်ဘက်ကိုပြန်ပြီးတော့မောင်းနှင်သွားတယ်လို့သိရပါတယ်စစ်ရှုံးကောင်စီတပ်ဘက်ကသေဆုံးခဲ့တဲ့တက်ချက်ကြီးကိုတော့မနေ့ကနေချင်းပဲတကြိုခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေပြန်ဆုတ်ခွာသွားချိန်ကမ်ဘလူခရိုင်တိုင်းရင်း၄နဲ့နေမြေကန်တပ်ဖွဲ့တွေပူးပေါင်းကနေမြေရှင်းလင်းခဲ့ပြီးစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကြံခဲ့တဲ့ဖောကားကိုတော့ကာကွယ်ရေးတပ်တွေဘက်ကမိရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်ကလည်းကမ်ဘလူမြို့နယ်ပေကြီးရွာမှာယာယီတပ်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကိုကမ်ဘလူခရိုင်တိုင်းရင်း၄ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာမတ်လ9ရက်နေ့ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ2025ခုနှစ်မတ်လ9ရက်နေ့ရဲ့တနေ့တာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ